ကောင်မလေးဟာသူမရဲ့မိထွေးပါအမသို့မဟုတ်ညီမရဲ့ပါရိုက်ခြင်းကိုခံလိုက်ရပေမဲ့ဘီလီယံနာတထေးကြီးရဲ့မျက်နှာပေါ်မှာလက်ပွေရထင်သွားတာကြောင့်အားလုံးရှုပ်ထွေးသွားကြပါတယ်တကယ်တော့မင်းညကမိထွေးဖြစ်သူဟာကောင်မလေးရဲ့အမွေတွေကိုလိုချင်တာကြောင့်ပယောဂဆရာသို့မဟုတ်နတ်ဆရာတယောက်ကိုရှာခဲ့တာပါအဲ့ဒီဆရာကကောင်မလေးကိုလွန်ခဲ့တဲ့9နှစ်ကတေဆုံးသွားခဲ့တဲ့သူမရဲ့စိတ်ဆက်ထားသူနဲ့လက်ထပ်ပေးဖို့မျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးနဲ့အဲ့ဒီအမျိုးသားဟာဝိုင်းတစ်ခွက်တည်းကိုအတူတူတောက်မိသွားခဲ့ကြပါတယ်ဒါကြောင့်သူတို့နှစ်ဦးရဲ့ကံကြမ္မာတွေဟာတသားရဲဆက်နွယ်သွားခဲ့ပါတော့တယ်။မကြခင်မှာပဲကောင်မလေးဟာအခန်းထဲကိုဝင်လာပြီးသူမဟာသူနဲ့ကံပါလာတဲ့တို့သမီးဖြစ်ကြောင်းထိုမျိုးသားကိုပြောပြခဲ့ပါတယ်။အဲ့ဒီအမျိုးသားနိုးလာတဲ့အခါမှာသူအိမ်မက်မက်နေတယ်လို့ထင်ခဲ့ပေမဲ့မှန်ထဲမှာသူ့ခန္ဓာကိုယ်ပေါ်ကအကိုက်ခံထားရတဲ့အမှတ်အသားတွေကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မင်းညကဘသူအခန်းထဲကိုရောက်လာခဲ့လဲဆိုတာစုံစမ်းဖို့သူ့ရဲ့လက်ထောက်ကိုခိုင်းလိုက်ပါတယ်မကြခင်မှာပဲလက်ထောက်ကအဲ့ဒီလူဟာကောင်မလေးဒါမှမဟုတ်သူမရဲ့မိထွေးပါအမနှစ်ယောက်တည်းကတယောက်ဖြစ်ရမယ်ဆိုတာကိုသိသွားခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကအိမ်အောင်ကြပြီးသားဖြစ်နေတာကြောင့်အဲ့ဒီအမျိုးသားကမိထွေးပါအမတာလင်းသူရှာနေတဲ့သူလို့ထင်မှတ်သွားခဲ့ပါတယ်ဒါကြောင့်သူမကိုတာဝန်ယူပါမယ်လို့သူကပြောခဲ့ပါတယ်မိထွေးပါအမဖြစ်သူကလည်းထိုမျိုးသားနဲ့လက်ထပ်ချင်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲကောင်မလေးကလမ်းလျှောက်ပြီးရောက်လာခဲ့ပါတယ်မိထွေးပါအမကမတက်ရက်ပြီးကောင်မလေးကိုပါရိုက်လိုက်ပါတယ်မမျော်လင့်ပဲအဲ့ဒီအမျိုးသားရဲ့မျက်နှာပေါ်မှာလက်ပွေရထင်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့အာယုံခံစားမှုတွေချိတ်ဆက်နေတယ်ဆိုတာကိုမိထွေးပါအမကရိပ်မိသွားပြီးကောင်မလေးကိုချက်ချင်းထွက်သွားဖို့ပြောပါတော့တယ်ဖြစ်ပျက်သွားတာကိုကောင်မလေးလည်းသတိထားမိသွားတာကြောင့်သူမကဝါစာဘီတစ်လုံးကိုခက်မြန်မြန်စားလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲကောင်မလေးကဆက်လွန်းလို့စတင်ငိုကြွေးပါတော့တယ်။ထိုမျိုးသားလည်းလိုက်ပြီးငိုပါတော့တယ်။ဒါကိုမြင်တော့မိထွေးပါအမဖြစ်သူကအမျိုးသားရဲ့အပြုတ်မှုကိုလိုက်တူဖို့အတွက်ဝါစာဘီတွေကိုသူမရဲ့မျက်လုံးထဲပုတ်ထည့်လိုက်ပါတယ်။မျက်လုံးတွေဆက်တယ်လို့အော်ဟစ်နေပေမဲ့အမျိုးသားကတော့ဘာမှမခံစားရပါဘူး။နောက်ဆုံးမှာတော့တထေးကြီးဟာကောင်မလေးစီကိုရှောက်လာပြီးသူမဟာမနေညကတကယ်လူမှန်ဖြစ်ကြောင်းသိရှိသွားပါတော့တယ်။